Hello မင်္ဂလာပါဒီနေ့မှာတော့အားလုံးကို mocap plugin ကိုလုံးဝ high quality ဖြစ်ပြီးတော့မှ quality လည်းအမိုက်စားပြီးတော့ကျတော့ premium လည်းဖြစ်တဲ့လုံးဝ free သုံးနိုင်တဲ့ mocap တစ်ခုနဲ့ mix up ပေးချင်ပါတယ်ဒီနေ့ plugin တွေမှာဒီ plugin ကိုအကြိုက်ဆုံးပဲနောက်တစ်ခုကကျတော့ကိုယ်တိုင်လည်းလက်တွေ့သုံးပြီးတော့မှဥထားတဲ့ resource လေးပေါ့နော်ဆိုတော့ဒီနေ့ကတော့အဲ့ဒါလေးကိုအားလုံးကိုပေးသုံးဖို့အတွက်အဓိကရည်ရွယ်ထားပါတယ်အားလုံးလည်း like ပြီးတော့မှသုံးကြည့်ကြည့်ပေါ့နော်ဆိုတော့ဒီမှာ logo လေးကဒါလေးပါအဲ့လိုလားတချို့ဒီ mocap နဲ့မရင်းနှီးတဲ့သူတွေရှိကောင်းရှိမယ်ပေါ့နော်အဲ့တော့ခါကြတော့ mocap ဆိုတာဘာလဲဆိုတာကိုအဓိကပြောပြချင်ပါတယ် mocap ဆိုတာကဒီမှာ definition လေးထည့်ပေးထားတာက mocap ဆိုတာ visual presentation ပဲနောက်တစ်ခုကဘာလုပ်ချင်တာလဲဆိုတော့ကိုယ့်ရဲ့ဒီ final product ကို showcase လုပ်ချင်တာဆိုတော့ပြချင်တာကွာဆိုတော့ presentation လုပ်ချင်တာ communication လုပ်ချင်တာဆိုတော့ကိုယ့်ရဲ့ design ကဥပမာ website ဆိုလို့ရှိရင် website က laptop မှာဆိုဘယ်လိုပုံစံမျိုးလေးဖြစ်မယ်ဘယ်လို look and feel ရှိမလဲတကယ်လို့ mobile app ဆိုလို့ရှိရင်ဒီ mobile screen တွေကဘယ်လိုမျိုးဥပမာထားပါတော့ပေါ့နော်ဆိုတော့ Android မှာဆိုဘယ်လိုမျိုးဖြစ်မလဲ iOS မှာဆိုဘယ်လိုမျိုးဖြစ်မလဲအဲ့ဒါတွေကိုအဓိကအဖြစ် device frame နေနဲ့ presentation လုပ်ပြတာဆိုတော့ဒီ folio မှာပြတဲ့အချိန်မှာစာတွေအရှိကြီးနဲ့ရှောက်ရင်းနေတာနည်းနည်းလေးဒီဘယ်လိုပြောရမလဲကိုယ့်ရဲ့ဒီ portfolio ကို review လုပ်တဲ့လူဒါမှမဟုတ်လို့ရှိရင်အလုပ်ကို manager ပဲဖြစ်ပေါ့နော်ကိုယ့် interview မဲ့လူကကိုယ့် portfolio ကိုကြည့်လိုက်ပြီးဆိုတာနဲ့စာအများကြီးဆိုရင်ဖတ်ချင်မှာမဟုတ်အဲ့တော့ခါကျကိုယ့်ရဲ့ final look ကဒီလိုမျိုးဖြစ်ပါတယ်ဆိုပြီးတော့မှဒီ visually အရာ present လုပ်ပြီးတော့မှသူ့ကို attraction အနေနဲ့ storytelling ပုံစံမျိုးလေးနဲ့ဆွဲခေါ်ပြီးတော့မှသွားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေဆိုလိုချင်တာက mocap ဆိုတာကဒါ UX/UI designer တိုင်းလေဒါလက်တွေ့မှာအသုံးချတဲ့နဲ့ portfolio တွေမှာအသုံးချလို့ရတယ်အလုပ်လျှောက်တဲ့ချိန်မှာအသုံးချလို့ရတယ်ပြောချင်တာကတော့ဟို test selfie မသုံးနဲ့ visual ကိုကောင်းကောင်း storytelling လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ကိုကအဲ့လိုမဟုတ် social media ကိုမှ account တွေရှိရဲဥပမာ Instagram တို့ LinkedIn တို့ Facebook တို့ TikTok တို့ဆိုတော့အဲ့ညမှာကိုယ့်ရဲ့ဒီ design word တွေပေါ့နော် design case study ကိုပြန် share ချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်း showcase လုပ်ချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီ premium mocap တွေကမဖြစ်မနေလိုအပ်တယ် storytelling ကိုပို့သွားစေရပြီးတော့ကျတော့ကိုယ့်အနေနဲ့ presentation လုပ်တဲ့အခါကျလို့ရှိရင်ပိုကောင်းတဲ့ result ကိုရရှိ test တွေဒီစာတွေအများကြီးပြောနေရတဲ့စာရင်ပို့ပြီးတော့မှ easy ဖြစ်တယ်ဟို direct ဖြစ်တဲ့ message ကိုရတဲ့ tools တစ်ခုကိုပြောလို့ရပါတယ်နည်းလမ်းတစ်ခုလို့လည်းပြောလို့ရပါတယ်ဆိုတော့ mocap အကြောင်းကိုနည်းနည်းလေးရှင်းပြပြီးသွားပြီဆိုတော့ဘယ်လိုသုံးလို့ရမလဲဆိုတာဒီမှာတစ်ချက် example လေးပြပေးပါမယ် example ပြဒါဆိုလို့ရှိရင် let's go ကြည့်ကြည့်အောင် Okay ဒါကညာဘက်ထောက်2ပိုင်းရဲ့ညာဘက်ထောက်ကဒုတိယမြောက်အဲ့လိုလေးအဲ့ဒီကနေ plugin ရဲ့ widget ကိုရွေးပြီးရင် mocap လို့ရှာတဲ့အချိန်မှာဒီအမတော့ရှာပြီးသွားပြီပေါ့နော်ရှာပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကြာလာပြီ Okay အဲ့ဒါဆိုလို့ရှိရင်အဲ့ကောင် run လိုက်လို့ရှိရင်ဒီမှာ please wait ဆိုပြီးတော့မှcheck in connection ဆိုတာဒါ connection ခဏလေးစောင့်တာပေါ့နော်ဆိုတော့ဒီလိုမျိုးပြီးအဲ့ဒီမှာဘာကိုသွားလို့ရလဲဆိုပြီးအရင်ဆုံးသုံးမယ်ဆိုလို့ရှိရင်ဘယ်ကိုရင်သွားမလဲဆို search bar ကိုသွားလိုက် search bar ကိုသွားလိုက်ပြီးဒီဘက်မှာ style ဆိုတာရှိတယ် category ဆိုတာရှိတယ်ဆိုတော့ style နဲ့ category ကိုမရွေးခင်မှာအရင်တော့ကိုက free ပဲသုံးမယ်ဟောတော့ဒါမှမပေးနိုင်ဘူး free ဆက်ပဲသုံးမယ်ဆိုတော့ free လို့ပြောလိုက်လို့ရှိရင် free နဲ့ပတ်သက်တဲ့ resource တွေကြာလာပြီဒီမှာကိုကဘာရွေးမှာလဲဆိုတော့ဒီ website ကို mocap အနေနဲ့ generation လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုပဲရွေးမလဲဆိုလို့ရှိရင်ဒီနေရာမှာ laptop ကိုပဲရွေးလို့ရမယ်တခြား tablet တို့ desktop တို့ရွေးလို့ရတာရှိတယ်ဒါပေမဲ့ဒီနေရာမှာမရွေးသေးဘူး laptop ကိုပဲ mostly ရွေးလိုက်မယ်ပေါ့နော်ရွေးလိုက်မယ်ဆိုတော့ laptop မှာဒီမှာအများကြီးပဲအဲ့ဒီအများကြီးတည်းကမှာ visual လေးကောင်းပြီးတော့မှကိုယ့်အနေနဲ့ပေါ့နော် present လုပ်ပြရတာ mic တဲ့ဟာလေးကိုရွေးထားပါတယ်အဲ့ဒါကကျတော့ဒီပုံလေးပေါ့နော်ဒီပုံလေးကိုစမ်းပြီးတော့မှဒီ website ပေါ့နော် product catalog ဆိုတဲ့ furniture website ကို generation လုပ်ကြည့်မယ် generate လုပ်တဲ့အခါမှာဘယ်လိုမျိုး quality မျိုးရလာမလဲဆိုတာတစ်ချက်ကြည့်ကြည့်အောင်လုံးဝ perfect ပဲဒီကောင်ကလုံးဝဥထားတယ်အရွှေလုံးဥထားတဲ့ resource လို့ပြောလို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုနေကြည့်အောင်တစ်ချက်ပဲနှိပ်လိုက်အောင်ပဲနှိပ်လိုက်လို့ရှိရင်သူကဘာပြောလဲဆိုတော့ဒီမှာ mocap ပေါ့နော် mocap ကိုမှ map screen နဲ့တက်လာလိုက်မယ်ဆိုတော့ဒီမှာ plus လေးရှိရယ်ဆိုတော့အဲ့ plus လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်သူကဘာလုပ်ခိုင်းလဲဆိုတော့ကိုယ့်ရဲ့ design file ကိုရွေးခိုင်းတယ် design file ရဲ့ frame ပဲဖြစ်ဖြစ် layer ပဲဖြစ်ဖြစ် group ပဲဖြစ်ဖြစ်ဒီကောင်လေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်အဲ့မှာသူက crop လုပ်နေတာဆိုမေးလာလိုက်မယ်ဘာလို့ crop လုပ်ခိုင်းတာလဲဆိုတော့ကိုအမဆွဲထားတဲ့ web page ကအရှည်ကြီးဖြစ်တဲ့အတွက်ကြောင့် print အများကြီးကြီးနေတာပြောတာ laptop frame ကတသေးလေးဥမာ1980တို့1080တို့1940တို့အဲ့လောက်ပဲရှိတာကိုကဒီ height ကြီးကအရှည်ကြီးဖြစ်နေတော့သူကဒီမှာကိုယ့်ရဲ့ design ကို crop လုပ်ခိုင်းတယ်ဆိုတော့ crop လုပ်ခိုင်းတဲ့အချိန်မှာအမကဒီ product design တစ်ခုကိုပဲဒီ product listing တစ်ခုကိုပဲဟိုက crop လုပ်လိုက်မယ် crop လုပ်လိုက်ပြီးတော့ crop လုပ်နှိပ်လိုက်ပြီးသွားလို့ရှိရင်အဲ့ဒီမှာပေါ်လာလိုက်မယ်ပေါ်လာတဲ့ထီအောင်ခဏစောက်ပြီးပေါ့နော်ဆိုတော့ဒီ screen ပေါ်မှာကိုပြထားတဲ့ interface မှာပေါ်လာလိုက်မယ်ပေါ်လာပြီးတော့လို့ရှိရင်ဒီမှာဘာရွေးလို့ရလဲဆိုလို့ရှိရင်လုံးဝ high quality ရတယ်ဘာလဲဆိုတော့ဒီမှာ pixel ကိုတော့ရွေးလို့ရတယ်1500 pixel ရွေးမှာလား3000လား6000ဆိုတော့အဲ့ဒီမှာကိုကြိုက်တဲ့ pixel ကိုရွေးလို့ရတယ်1500 3000sorry 1500ဟုတ်တယ်1500 3000 6000ဆိုတော့အဲ့ဒီမှာ1500ဆိုရင်နည်းနည်းလေးခါကြလို့ရှိရင်ဒီထွက်လာတဲ့ reset ပေါ့နော်ပုံရ reset ကနည်းနည်းဝါးတတ်တယ်ကိုက portfolio မှာသုံးချင်လို့ရှိရင် high quality သုံးလို့ရတယ်ဥပမာ Behance တို့ Dreamverse တို့ LinkedIn တို့ social media မှာပြန် share ချင်တဲ့ခါကြလို့ရှိရင်လည်းနည်းနည်းလေး high quality ဖြစ်တာကိုပို့ယူခိုင်းတော့ပိုကောင်းတယ်ဘာလို့လဲဆိုတော့
နည်းနည်းပြန်ပြီးတော့ချုပ်လို့ချိန်လို့လည်းပိုကောင်းတာပေါ့နော်ပြီးတော့မှကိုက3000လောက်မလို့ချင်ဘူး1000လောက်ပြန် short ချင်တယ်1280လောက်ပြန် short ချင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်အတွက်က perfect ပဲပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီနေရာမှာဆိုရင်3000ဆိုတဲ့ reset ကိုယူလိုက်မယ်ပေါ့နော်အရင် high quality ဖြစ်အောင်ဒါဆိုလို့ရှိရင် 2K တောင်ကျော်တယ်ပေါ့နော်ဆိုတော့ဒီ quality ကိုယူလိုက်မယ်ယူပြီးလို့ရှိရင်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင် page ဆိုတာချလိုက်မယ် page ချပြီးလို့ရှိရင်သူကနည်းနည်းလေးတော့စောင့်ပေးရတယ်အဲ့ဒီစောင့်တဲ့အချိန်မှာနောက်ဆုံးချိန် page လို့ပေါ်လာလို့ရှိရင်အဲ့ကောင် reset ကရပြီဆိုတော့ပြောရအောင်ဆိုတော့ဘယ်လိုထွက်လာမလဲဆိုတော့ reset ကိုဆက်ကြည့်မယ်နော်ဆိုတော့3000လောက်ပေးထားတာ3000ဆိုတော့တော်တော်လေးကျယ်တဲ့ reset ဆိုပြောရတယ် high quality ဖြစ်တယ်ပေါ့နော်ဆိုတော့3000ဆိုတဲ့ wig ကOkay ဆိုတော့ဒီမှာ तू ကလေဒီမှာဟိုက disable လို့ပုံစံမျိုးဖြစ်နေတာ तू က loading ဆွဲပြီးတော့ तू ဒါကို export လုပ်နေတာနော်ပြီးလို့ရှိရင် paste လောက်တာကောင်းဟိုနေဖြစ်သွားလို့ရှိရင် successful ဖြစ်သွားလို့ရှိရင်အဲ့ကောင်ပုံပေါ်လာလိုက်မယ်အဲ့ဆိုလို့ရှိရင်သိရတယ်ပေါ့နော် तू successful ဖြစ်တယ်ဆိုတဲ့ဟာ Okay အဲ့ဆိုပြေးသွားပြီနော်ဆိုတော့ဒီမှာ disable ဖြစ်တာကြီးကပြန်လင်းလာပြီလင်းလာပြီဆိုတော့ तू ကဘာဖြစ်သွားပြီလဲဆိုလို့ရှိရင် finally ကိုလိုချင်တဲ့ mock cap ကိုလိုချင်တဲ့ပုံစံတိုင်းကြီးထွက်သွားပါပြီဆိုတော့တစ်ခုတည်းနဲ့ Messi template ထဲနဲ့ကိုကအများကြီး reset ကိုရမှာပေါ့နော်ဆိုတော့ကိုအနေနဲ့ဆိုလို့ရှိရင်လည်းဘာပဲပြောအချိန်ကုန်လည်းတက်ပါတယ် safe လည်းဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်နားလည်မယ်ထင်ပါတယ် instruction ကိုလည်းဒီမှာအသေးစိတ်လေးကြည့်လို့ရအောင်ပြထားပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဒီနေ့အတွက်တော့ဒီမှာပဲရလိုက်ပါမယ်အားလုံးလည်း mockup သုံးတဲ့ခါကြလို့ရှိရင် high quality ဖြစ်တဲ့ mockup တွေကိုသုံးကြည့်ကြပါပြီးတော့ခါကြတော့ဘယ်လိုပြောရမလဲအကုန်လုံးအလုပ်ရှာနေသူတွေလည်းအလုပ်ရပါစေလို့ဆုတောင်းပါတယ်တကယ်လို့ဒီ file လေးလိုချင်လို့ရှိရင်ဒီ Figma file လေးကို share ပေးပါမယ်ဆိုတော့လိုချင်နေဆိုလို့ရှိရင် comment မှာmockup လို့ရေးခဲ့ပေးပါ channel resource တွေအများကြီးကိုလည်း share ပေးပါမယ်နောက်ရက်ဒီကြမှာပြန်ဆုံပါမယ်တက်တာ like and follow လုပ်ဖို့လဲ like follow လုပ်ဖို့လဲမမေ့ပါနဲ့ပြန်ဆုံပါမယ် bye